Jua 7 basa HLY တို့ရဲ့ basa 3 series game number 1ကတော့အားလုံးပဲတို့စတင်လိုက်ပြီ beautify နေပိုင်းနဲ့ထွက်လာတဲ့ Moscow အနေနဲ့ eye offline တွေ Federlin တွေတော့တိတ်ပြီးတော့ကြောက်စရာတော့မလိုဘူးဗျအဓိကတော့ beautify အရင်တောင်းမခံဖို့တော့အရေးကြီးမယ်ဒီလိုအနေနဲ့ level 4အရင်ရတော့မယ်ဆိုတော့သူ့နေသွေးတွေပါပြီးတော့နေနေဗျတက်တက်ပတက် blue time level 1 chance လာတော့ပြီးတာမယ် fantasy လိုက်တော့ခေါ်သွေးနဲ့ kilo flat ကနဲ့မဒီလေးလိုက်ပြီးတဲ့နောက်တန်းမပြတ်တော့ဗျ kilo 4 blood မှာ land play ကိုင်းတော့ပေါင်ထားတဲ့ king ကန်သူသုံးဖို့ကို region တွေပါပြန်တော့ heat ထားရတယ်ဗျဒီဘက်က HLY အနေနဲ့ 4 blood တွေပါတယ်ပဲတိမ့်ပိုက်ထားနေမယ် first starter လေးစပြီးလုံးမှာကျွန်တော်ကြည့်အောင်မယ်ဗျာရှီကီနေနဲ့ဘယ်လိုမှဝင်တော့လူလို့ရမှာတော့မဟုတ်ဘူးကြည့်ရတာဒီဘက်ကကာထားပြီးတဲ့နောက်ကောင်ကြော်လို့မနိုင်တဲ့နောက်ဆုံးမှာ first starter လေးတော့ဒီဘက်က Jua 7အနေနဲ့ give back လေးတော့လောက်ထားတဲ့ပုံစံလေးတော့မြင်တွေ့နေရတယ်တဲ့တိုင်မဲကတော့မိပါတယ်เนาะဒီ code တွေ download ကိုပြန်ပေးတယ်ရှိကီဒီကနေ့ Choran လည်းပေးတဲ့ fantasy Federlin လည်းပေးထားတယ် Moscow speed distraction play the fighter ကောင်းလိုက်တာရောင်းเนาะ blazing ကျွတ်လို့ဝင်ခွဲတော့တွေးတော့နဲနေကြပြီဒီမှာ Raider slide တွေအောက်မှာတော့ Kazuki ပြန်တော့ပေးလိုက်ရတယ်ဆိုတော့ပေါက်စီလေးမပြန်ရတာဆိုတော့9အောင်တော့ပေးလိုက်ရတာ Jua 7ဒီရဲ့ Trinity Diamond လေးတော့ပြန်တော့စောင့်ရအောင်မယ်ဆိုတော့ fantasy သွားပြီးပေါင်းချက်စီကြားမှာတန်းမပြတ်တော့ Federlin မှာ1 man channel က Kazuki တန်းမပြတ်တော့ဟိုမှာ off man 2 man play the fighter ပြန်ဝင်ရကျွန်တော်မရတော့ဘူး kilo တန်းမပြတ်သွားမယ် Lana Flare ကန်တော့ပေါက်ထားပြီးတယ်ဗျာဒီဘက်က Leo လေးတော့ပြန်တော့ရလဲပေါက်စီလေးမတန်းမကိတက်သိမ့်ပိုက်သွားတယ်မကင်းကန်လက်ချက်ပြန်မရဘူးဒီကောင်မှာတက်ပြတ်တော့ပေါ်လေးမပြန်တော့ four ပဲနေရတဲ့ခိုင်းတယ်မလွတ်ပါတော့မလား Yutura တယောက်တည်းနဲ့တော့ပြန်ပက်လို့ဘလို့မရတဲ့နောက်ဆုံးမှာ fast stand နေကြားနေမှာ Yutura တော့ကောင်မပြန်ပြတ်သွားနေပဲဒါတယ်လေးကိုတော့ဒီဘက်က Jua 7သိမ့်ပိုက်ပေါ်ရှိသွားနေမှာ clock ကတော့ပေါ်လေးမှာ second tower ထိပဲတက်ပြီး rush တာလေးတွေ့နေရသေးတယ်ဗျာဒါတခုလေတော့ချီအောင်မယ်ဒီဘက်မှာ line ပေါ် line ပေးထားပြီးတော့ Moscow တော့ fantasy ခေါ်တာတဲ့ခင်းကန်ချာညသွားပြီးမတန်းမပြတ်သွား speed distraction Lana Flare legend UF flick လေးနဲ့တော့ Yutura ပြန် four ပဲဒီဘက်မှာ channel ခဲ့တဲ့ Shiki ကောင်မှာ Astro ဖြစ်ပဲ type ပြချတော့မကီကာလေးပဲထပ်ပြင်လာ Lana Flare ဆိုမှဒီဘက်မှာ strike check ကြမှာကီကာမှာပြတ်သွားတယ် Kazuki ပြန် four ပဲမှာ mystery နောက်လေးတွန်းထုတ်တယ်မရတော့ဘူးကြောက်ရေးတော့မိုးချိုးပဲပြစ်ခံလိုက်ရတယ်တော့ Moscow ကောင်မပြတ်သွားတယ်သွားပြီး Jua 7အနေနဲ့တော့ defensive လေးပြန်တော့တင်မရမယ် line ပေါ် eye offense တွေကြားမှာပါသွားရင်တော့မကီတော့တန်းမပြတ်သွားခဲ့ရပြီဗျာ beautify နေပါလေပေးတဲ့ fantasy type တော့ခေါ်ထားပြီးတော့ surprise နဲ့ပြန်တော့ counter speed distraction Lana Flare ကိုင်ပေါက်တော့ shut down ကြီးလေးရလိုက်မလားဒီဘက်မှာ Kazuki တိမ့်ပိုက်သွားတော့ Lana Flare ကို2 man alta လေးပဲကိုင်ပေါက်တော့ blazing ကျွန်းနဲ့ပြန်ကာတော့ pause တန်းမပြတ်တော့ line မှာဝင်ပြီး control လုပ်တော့ Kazuki တန်းမပြတ်သွားတော့ Shiki ကောင်လေးတက်ပကိပဲယူသွားတယ်မဟုတ်ဘူးမချန်နေကြတဲ့ king ကောင်လေးကိုပါ meg k တိမ့်ပိုက်သွားနေပဲ HLY နေတော့တခါတည်းမတန်းအံ့တော့မလား Giga တယောက်ထဲနေတော့ဘလို့မ defend လို့ရတော့မှာတော့မဟုတ်ဘူးဗျာ block ကတွေးတယ်အများကြီးပဲကြံနေတဲ့နောက်မှာတော့ team HLY တခါတည်းပဲတန်းတက်ချင်နေပြီလားသူတို့နေလော့လေးပဲပြစ်ထည့်ပြီးတော့လိုအပ်နေတဲ့ mega လေးပဲပြန်တော့ try မဲ့ကန်ရပဲဗျာကောက်ကတော်တော်ဖတ်နေတာရောက်ကြီး later fighter ဗရမရာ email တစ်ဖက်မှာတော့သွားပြီး Raisin Slant နဲ့ပြန်တော့ format ထားရ flick ကလေးပဲပေးလိုက်ရရင်တော့ Moscow ပြန်တော့ထွက်လာပြီးတော့ lock တွေပါရမြင်မြင်စံလေးတော့ပြန်တော့ဖြည့်ရှင်းထားရနေပဲ7 minute မှာတော့ 7 chance လေးရရှိနေသေးတယ်ဗျာနော်တို့အနေနဲ့club ပြတဲ့ damage ကိုခံနိုင်ဖို့ကနည်းနည်းလိုနေသေးတယ်နော် surprise ကြားမှာကလူလေးတော့ကုန်းခွာသွားတယ်ဒါလေးကတော့ကောင်းသွားပြီ shut down ကြီးလေးကြားလိုက်တော့မစိုးဘူးနော် speed distraction လာတော့ man time တော့ Moscow အနေနဲ့ပြန်တော့ 4 ပိုင်းရမယ် eye offense နဲ့ကြား beautify နဲ့ပြန် 4 ပဲကျွန်တော် Kazuki မရတော့ damage ပြန်သွားနေပဲ king ကန်သွေးလေးတော့နဲနေကြီးပေါက်စီပေါင်းမချက်နဲ့ပြေးဝင်လာတာ Federlin လေးဖမ်းထားတယ်ဆိုတော့တစ်ဖက်မှာ Infinite Torrent နဲ့ Emu ပြန်တော့ 4 ပဲဒီဘက် channel က Kiro အနေနဲ့ပေးဆက်တော့လုံးသားဖြစ်သွားနေပြီပေါက်စီကြေးရတော့ Lana Flare ကိုင်းတော့ပေါက်တော့ Kiro ပတ်လိုက်နေမှာ Giga လေးဝင်တော့မြေ Lana Flare ကိုင်းပေါက်တယ်ဆိုမှကိုယ့်အသက်ကိုကိုလောက်ကြံတယ်လို့ဖြစ်နေခဲ့တဲ့နောက်မှာတော့ hero ကလေးကောထပ်ပြီးတော့ပေးဆက်လိုက်ရတဲ့ Jua 7ဘယ်လို defend မလဲတစ်ဖက်မှာ 4 man တခါလေးတန်းတက်မလား fantasy လမ်းတော့ပေးထားပြီးတဲ့နောက်သွားပြီး9ကလုံးတင်း white ကောင်းတဲ့ဒီပဲ game number 1မှာတော့ HLY 1-0ပဲရလက်လေးနေတော့ဥဆောင်နေခဲ့ပြီဗျာ